ညီရဲနေတဲ့တန်ချောင်းပူပူကြီးကိုမျက်လုံးသားကတ်ထားတာတော့အဲ့ဒီကောင်လေးကမျက်တောင်တစ်ချက်မခတ်ထဲပါဘူးဒါဟာတတိရှိချင်းရဲ့ပြယူတစ်ခုပဲပေါ့သူ့ရဲ့ဆရာကဘာလို့မျက်တောင်မခတ်တာလဲလို့မေးတဲ့အခါမှာတော့သူကကျွန်တော်မကြောက်လို့ပဲလို့ပြပြသားသားပြန်ဖြေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဆရာဖြစ်သူဟာစူပွက်နေတဲ့ရေနွေးဦးကိုမှပြီးလူတိုင်းရဲ့ခွက်ထဲကိုရေနွေးတွေလိုက်လောင်းထည့်လိုက်တယ်အဲ့ဒီနေရာမှာရှိနေတဲ့သူတွေအားလုံးဟာကိုခံပညာကိုတက်မြောက်ထားသူတွေကြီးပါပဲဒါပေမဲ့ဆရာကသူတို့ခွက်ထဲကိုစူပွက်နေတဲ့ရေနွေးပူတွေလောင်းထည့်ပေးလိုက်တဲ့အခါမှာတော့ဘသူမှဒီလောက်ပြင်းတဲ့အပူဒဏ်ကိုအောင့်အီးနိုင်ခဲ့ကြပါဘူးဂျန်တင်တော့ပဲဒါကိုခံနိုင်ရရှိခဲ့တာပါဘာလို့လဲဆိုတော့သူကအားလုံးထက်ထူးခြားနေလို့ပါပဲဆရာကသူ့ကိုစူပွက်နေတဲ့ရေနွေးကိုပဲတောက်ခိုင်းခဲ့ပေမဲ့သူကတုံဆိုင်မနေပဲတောက်ချလိုက်ပါတယ်ဆရာဖြစ်သူကသူ့ကိုသဘောကျသွားပြီးမြောက်ပင်လေတခင်ရဲ့ခေါင်းကိုငါစီယူလာပေးနိုင်မလားလို့မေးခွန်းထုတ်လိုက်ပါတယ်ဂန်မျိုးစုရဲ့တခင်ကဂျန်ကိုဒီအရေးအခင်းမှာသူ့ရဲ့ခေါင်းကြီးဖြစ်လာလိမ့်မယ်ပြီးတော့မင်းကိုငါရဲ့သားအရင်တရားလို့ဆက်ဆံပြီးအဖိုးတန်တရဖူတစ်ခုလို့မြန်မြန်နုံနုံထားမှာပါလို့ထပ်ပြောလိုက်တယ်ဂန်မျိုးစုရဲ့တခင်ဟာဘသူ့ကိုမှအလွယ်တကူမယုံတတ်ပေမဲ့ဂျန်ကိုတော့အကျွမ်းမဲ့ယုံကြည်လိုက်ပါတယ်ဂျန်ဟာမြောက်ပင်လေတခင်ရဲ့နေအိမ်ကိုလင်းမြန်စွာရောက်သွားခဲ့တယ်မြောက်ပင်လေတခင်ဆိုတာဟာလေတာမန်လူတော့မဟုတ်ပါဘူးသူ့ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ဓာတ်တိုင်းဟာအလွန်အစ်စ်မြင့်တာကြောင့်လူအများပြားဟာသူ့ရှေ့မှာဒူးထောက်ခဲ့ရပူပါတယ်အတွေ့အကြုံမရှိသေးပေမဲ့လည်းဂျန်ဟာတခင်ကြီးရဲ့တိုက်ခိုက်မှုကိုတုံ့လုပ်ခြင်းမရှိပဲတည်တည်ငြိမ်ငြိမ်ရန်ဆိုင်ခဲ့ပါတယ်သူ့ရဲ့ဓာတ်တိုင်းပညာဟာအတွေ့အကြုံထက်ကိုတာလွန်နေခဲ့တာပါနောက်ဆုံးမှာတော့တခင်ကြီးဟာဂျန်ရဲ့ဓာတ်ကိုရိုက်ချိုးလိုက်ပြီးသူ့ကိုလက်မှတ်မဲ့ဖတ်သွားစေတယ်ဒါပေမဲ့ဂျန်ကတော့အရှုံးမပေးခဲ့ပါဘူးဆရာရဲ့ဓာတ်ကိုလက်ပလာနဲ့ဖမ်းဆွဲလိုက်ပြီးရှေ့ကိုတိုးသွားလိုက်တယ်ပြီးတော့ပြိုင်ပတ်ရဲ့မေးရိုးကိုတုံခါသွားစီမယ်လက်တီချက်တစ်ချက်ကိုကျွေးလိုက်ပြီးလေရဲကိုခုံတက်သွားအုံနောက်သွေးကြောတွေကိုပိတ်သွားအောင်နောက်တစ်ချက်ထပ်ဆင်ထိုးနှက်လိုက်တယ်သူကဓာတ်ကိုလူယူပြီးအဝေးကိုလွှင့်ပစ်လိုက်တယ်အဲ့ဒီတခင်ကြီးဟာဂျန်ရဲ့လက်တီချက်တွေကြောင့်အထိနာနေခဲ့ပြီးသူ့ရဲ့ဓာတ်ကတော့ကြောက်တိုင်ထဲမှာစိုက်ဝင်နေခဲ့ပြီးဂျန်ရဲ့စိတ်ထဲမှာတော့တနာညတာမှုဆိုတာမရှိတော့ပါဘူးရင်ဘတ်တဲ့ကိုတိုက်ရိုက်ထိုးနှက်လိုက်တဲ့အခါမှာတော့အဲ့ဒီတခင်ကြီးဟာသူ့ရဲ့ကိုယ်ပိုင်ဓာတ်နဲ့ပဲပြန်ပြီးအသက်ပြောက်ခဲ့တာလေဒီနေ့မှာမိမိရဲ့ဓာတ်ကမိမိအသက်ကိုပြန်နှုတ်သွားလိမ့်မယ်လို့သူဘယ်တော့မှမတွေးခဲ့ဘူးဂျန်တယောက်တာဝန်ကြည့်ပေမဲ့လည်းမြောက်ပင်လေတခင်ရဲ့ခေါင်းကိုတော့ဖြတ်မယူနိုင်ခဲ့ပါဘူးဘာလို့လဲဆိုတော့မြောက်ပင်လေဂိုင်းသားရာပေါင်းရာကဂျန်ကိုဝိုင်းထားလိုက်လို့ပါပဲဂျန်တယောက်ဆရာရဲ့တားရင်တယောက်တကယ်ပဲဖြစ်လာနိုင်ပါမလားဆိုတာကတော့